ဒီနေ့ကျွန်တော်တင်ဆက်ပေးသွားမှာကတော့ဒါမြန်မာစစ်တပ်ရဲ့ဒီ81မမပေါ့နော်ဒီ81mm ဒါစစ်လက်နက်ကြီးအကြောင်းကိုဒါကျွန်တော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကနေပြီးတော့ဒီမြန်မာအာဏာသိမ်းစစ်တပ်ရဲ့ဒီသူတို့အသုံးဆွဲနေတဲ့ဒီထုတ်လုပ်နေတဲ့စစ်လက်နက်တွေအကြောင်းကိုဒါအပတ်စဉ်တင်ဆက်ပေးနေတာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Revolution Traveler တော်လန်ခရီးသွားဆိုတဲ့ YouTube channel လေးကနေကျွန်တော်ရဲ့မိတ်ဆွေတွေကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကို Subscribe လုပ်ခဲ့ပေးကြပါအောင်ခင်ဗျာဒါကတော့မြန်မာအာဏာသိမ်းစစ်တပ်ကဒါ 81mm လို့ခေါ်တဲ့81မမလို့ဒီနောက်ပွင့်နေတာပြစ်ခတ်နေတာပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမှာကတော့ဒါမြန်မာအာဏာသိမ်းစစ်တပ်ရဲ့ဒါ81မမလို့ခေါ်တဲ့ဒါစစ်လက်နက်ကြီးအကြောင်းကိုဒါကျွန်တော်လေးလာထားသလောက်လေးဒါကျွန်တော်ပြန်ပြီးတော့မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီစစ်လက်နက်ကျွမ်းကျင်သူတယောက်တော့မဟုတ်ပါဘူးဒီမြန်မာစစ်တပ်ရဲ့ဒီ81မမဒီလက်နက်ကြီးအမျိုးအစားမှာဆိုရင်သူ81မမကိုမှဒါ2မျိုးရှိတယ်ပေါ့နော်ဒီ81မမစိန်ပြောင်းဒီမြန်မာစစ်တပ်အခေါ် BA90 နဲ့ဒီ81မမနောက်ပွင့် rifle MA14 ဆိုပြီးတော့ရှိပါတယ်အခုမိတ်ဆွေတို့မြင်တွေ့နေရတာကတော့ဒါမြန်မာအာဏာသိမ်းစစ်တပ်ကဒီ81မမကိုဒါပြစ်ခတ်နေတဲ့ video file တွေပဲဖြစ်ပါတယ်ဒီ81မမစိန်ပြောင်း BA90 ရဲ့အလေးချိန်ကဆိုရင်ဒါ30 ကီလိုဂရမ်ရှိပြီးတော့မှဒီမှာပါတဲ့ပေါ့ကျွန်တော်တို့ချိန်ဒီပေါ့နော်ဒီချိန်ဆက်ရဲ့အလေးချိန်ကတော့1.5 ကီလိုဂရမ်ရှိပါတယ်ဒီစိန်ပြောင်းတစ်ခုလုံးရဲ့အလျားကတော့1155 မီလီမီတာဖြစ်ပြီးပြောင်းအချင်းကတော့81မမဆိုတဲ့အတိုင်းပဲ81.4 မီလီမီတာရှိပါတယ်အဝေးဆုံးပြစ်ခတ်နိုင်တဲ့အကွာအဝေးကတော့3980မီတာဖြစ်ပြီးအနီးဆုံးကတော့150မီတာဖြစ်ပါတယ်ဒီ81မမစစ်လက်နက်တွေကိုဒါအမေရိကန်နိုင်ငံကနေပြီးတော့မှ M29 ဆိုတဲ့နာမည်နဲ့စတင်ထုတ်လုပ်သုံးစွဲခဲ့တာပဲဖြစ်ပါတယ်1952ခုနှစ်မှာတော့ဒီ M1 မော်တာတွေရဲ့အစားပုံမူပေါ်ပါပြီးတော့မှအကွာဝေးဒီဝေးကိုပုံမူပြစ်ခတ်နိုင်တဲ့ဒီ81မီလီမော်တာတွေကိုဒါသူတို့တွေအသုံးပြုနိုင်ဖို့ဒါစတင်ခဲ့တယ်လို့ဒီဖော်ပြချက်တွေအရသိပါတယ်ဒီ1988ခုနှစ်မှာတော့M252 လို့ခေါ်တဲ့မော်တာတွေနဲ့ဒါအစားထိုးခဲ့ကြတယ်ပေါ့နော်အဲ့ဒီရဲ့မူခွဲတွေဖြစ်တဲ့ M29E1 ဒီ M29A1 လို့ကိုတော့1964ခုနှစ်မှာဒါစတင်ပြီးတော့ဒါအသုံးပြုခဲ့ကြတာပဲဖြစ်ပါတယ်ဒီကောင်တွေကိုဒီတန်ရှင်းရေးလွယ်ကူစေဖို့ပြင်ဒီတာချီအသုံးဆွဲခံစေဖို့ရန်အတွက်ကြောင့်မို့လို့ပေါ့နော်ဒီ81မမတွေကိုဒါသူတို့ရဲ့အောက်မှာဒီ head drum များတွေနဲ့ဒီဖြုတ်ရတက်ရလွယ်ကူတဲ့စနစ်တွေနဲ့ဒါတီထွန်ထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်ဒီ81မမတွေကိုဒါကျွန်တော်တို့မြေပြင်စစ်ကြောင်းတွေဒါခြေလင်တက်တီအတွက်ကတော့ဒါအလွန်အင်မတန်မှအသုံးဝင်တဲ့စစ်လက်နက်တွေပဲဖြစ်ပါတယ်တိုက်စစ်တွေမှာပဲဖြစ်ဖြစ်ဒါခံစစ်တွေမှာပဲဖြစ်ဖြစ်ဒါထိရောက်စွာပစ်ကူပေးနိုင်တဲ့ဒါ81မမဒါစိန်ပြောင်းလက်နက်ကြီးအမျိုးအစားတွေပဲဖြစ်ပါတယ်ဒီကောင်တွေကဒီတွယ်ဝိုက်ပစ်ခတ်လို့လည်းရတယ်လို့မျိုးပေါ့နော်ဒီပြစ်မှတ်တွေကိုဓာတ်ရိုက်ထိမှန်စေတာမျိုးမဟုတ်ဘဲနဲ့ဒီပြစ်မှတ်တွေရဲ့အနီးကိုဒါကြီးကြရောက်ပေါက်ကွဲစေပြီးတော့မှဒါပြစ်မှတ်ကိုထိခိုက်စေတဲ့ဒါလက်နက်ကြီးအမျိုးအစားတွေပဲဖြစ်ပါတယ်မြန်မာစစ်တပ်မှာတော့ဒီဓာတ်ရိုက်ပစ်ခတ်နိုင်တဲ့ဒီ MA14 လို့ခေါ်တဲ့ဒီ81mmအမျိုးအစားတွေကကျွန်တော်တို့ MA14 လို့ခေါ်တဲ့ဒါနောက်ပွင့် rifle တနက်တွေကိုဒီကပ္ပစာကိုင်းနေပြီးတော့ဒါထုတ်လုပ်သုံးစွဲနေတာတွေတွေ့ရတယ်ဒါတွေကကျွန်တော်တို့84ဒီ cargo step rifle ပြီး85မမဒီနောက်ပွင့် rifle တနက်တွေကိုတူးပပြီးတော့ထုတ်လုပ်ထားတယ်လို့လည်းဒီလေးလာသူတွေကကျွန်တော်တင်ဆက်ပေးထားတာတွေ့ရပါတယ်ဒီ81မမစိန်ပြောင်းနေရဆိုလို့ရှိရင်တော့ဒီမြန်မာအာဏာသိမ်းစစ်တပ်ကလက်ရှိစစ်ပွဲတွေမှာဒါအလွန်အသုံးများတဲ့စစ်လက်နက်တစ်မျိုးဆိုရင်လည်းမမှားပါဘူးအခုမိတ်ဆွေတို့မြင်တွေ့နေရတာကတော့ဒါ BA90 လို့ခေါ်တဲ့ဒါ81mm 81မမဒါစိန်ပြောင်းပေါ့နော်မြန်မာအာဏာသိမ်းစစ်တပ်ရဲ့ကပ္ပစထုတ်ပဲဖြစ်ပါတယ်နောက်မှာတော့ဒါ MA14 နောက်ပွင့် rifle အကြောင်းကျွန်တော်တင်ဆက်ပေးပါမယ်ဒါကတော့နောက်ပွင့် rifle ပေါ့နော်ဒါမြန်မာစစ်တပ်ကထုတ်လုပ်ထားတဲ့ဒါ MA14 လို့ခေါ်တဲ့ဒါနောက်ပွင့် rifle တနက်ပေါ့နော်ဒီကောင်ရဲ့အချက်လက်တွေကိုလည်းကျွန်တော်ရဲ့ဗီဒီယိုလေးနောက်မှာဒါကျွန်တော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီစစ်လက်နက်ကြီးတွေရဲ့အလုံးလုံးပုံကိုတော့ကျွန်တော်နောက်မှာအသေးစိတ်နောက်ဗီဒီယိုတွေနဲ့ကျွန်တော်ပြန်လည်တင်ဆက်ပေးဖို့ရှိပါတယ်ခင်ဗျာအခုဒါကတော့မြန်မာစစ်တပ်ရဲ့ဒါ MA14 နောက်ပွင့် rifle တနက်ပဲဖြစ်ပါတယ်ဒါကျွန်တော်ရဲ့မိတ်ဆွေတွေဒါဘ ഹു တုတရစေဖို့ဒါကျွန်တော်ထည့်ပေးထားတာပဲဖြစ်ပါတယ်ဒီစစ်ရှုံးစစ်ကောင်စီအနေနဲ့ဒီရှမ်းမြောက်တိုက်ပွဲတွေမှာသူတို့ရဲ့နေမြေဒေသတော်တော်များများလက်လွတ်ခဲ့ရတဲ့အပြင်ဒီသူတို့ကဘာစာတုတ်ဒီစစ်လက်နက်တွေကိုလည်းဒါအများကြီးလက်လွတ်ခဲ့ရတာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒါစစ်တပ်ထုတ်ဒီကောင်တွေကဒီနောက်ပွင့် rifle တွေကဒီ84 cargo step rifle လို့ခေါ်တဲ့ဒါတရုတ်နိုင်ငံကထုတ်တယ်ပေါ့နော်ဒီ rifle တွေကိုဒါတူပပြီးတော့မှပြန်ပြီးတော့ထုတ်ထားတယ်လို့လည်းတချို့ဒီလေးလာသူတွေကသုံးသပ်ကြတယ်မြန်မာနိုင်ငံမှာဆိုရင်တော့ဒီ81မမပေါ့နော် MA14 နောက်ပွင့် rifle အပြင်တခြား84တို့75တို့ဆိုတဲ့နောက်ပွင့် rifle တွေလည်းအများကြီးရှိပါသေးတယ်ဒီ MA14 81မမနောက်ပွင့်တနက်ရဲ့အလေးချိန်က36 ကီလိုဂရမ်ဖြစ်ပြီးတော့မှ
သူ့ရဲ့အလျာကတော့1445မီလီမီတာရှိပါတယ်ဒီပြစ်ခတ်နိုင်တဲ့အမြင့်တော့เนาะဒီထောင်းကတော့အနှုတ်6ဒီဂရီကနေပြီးတော့အပေါင်း28ဒီဂရီထိအောင်သူကဒါချိန်တွယ်ပြီးတော့ပြစ်ခတ်နိုင်တယ်10မိနစ်ကိုကြည်တော့ဒီ9000ကနေပြီးတော့6000ထိဒါပြစ်ခတ်နိုင်တဲ့ MA14 နောက်ပွင့်တနက်တွေပဲဖြစ်ပါတယ်သူ့ရဲ့နောက်ပြန်ရန်မီကဆိုရင်အလျာမီတာ30ကနေအနံ140ဒီဂရီလောက်ထိဒါပြန့်ထွက်သွားနိုင်တယ်ပေါ့နော်ဒါကတော့ဒီ MA14 လို့ခေါ်တဲ့ဒီနောက်ပွင့် rifle မှာထည့်သွင်းပြီးတော့ဒါပြစ်ခတ်တဲ့ဒါကြီးအမျိုးအစားတွေပဲဖြစ်ပါတယ်ပြီးတော့သူ့ကိုပြစ်ခတ်တဲ့ကြီးကလည်း2မျိုးရှိပါတယ်အမှတင်းဖြတ်ကြီးပထမတစ်မျိုးကတော့အဲ့ဒီတင်းဖြတ်ကြီးရဲ့ကြီးအချင်းကဆိုရင်ဒါ80မီလီမီတာရှိပြီးတော့မှပြောင်းကနေဒီကြီးထွက်တဲ့ထွက်ရှိန်ကတစ်စက္ကန့်ကိုဒါ252မီတာလောက်ထိသူဝေးသွားနိုင်တယ်ပေါ့နော်ပြီးရင်ဒီကြီးတွေရဲ့ဒီဖောက်ထွက်နိုင်မှုအားကားဆိုလို့ရှိရင်လည်းတန်တုဒီ90မီလီမီတာလောက်ကိုဒါကောင်းကောင်းဖောက်ထွက်နိုင်တယ်လို့ဒီသူ့ရဲ့အချက်လက်တွေမှာတွေ့ရတယ်ဒီ81မမဒီနောက်ပွင့်တွေရဲ့ဒီပြစ်တဲ့ဒီတင်းဖြတ်ကြီးရဲ့ထိရောက်မှုအားကဆိုရင်ဒါ900မီတာဒါကအဝေးဆုံးဆိုရင်ဒါ900မီတာလောက်ပေါ့နော်နောက်တစ်ခုကတော့ဗာလဲဆိုရင်ဒါခွင်းကြီးလို့ခေါ်ပါတယ်ခွင်းကြီးကကြတော့သူ့ရဲ့ကြီးအချင်းက81ဒါမီလီမီတာရှိတယ်ပြီးရင်သူ့ရဲ့ပြောင်းထွက်ရှိန်ကတော့ဒါတစ်စက္ကန့်ကို200မီတာလောက်ထိအောင်ဒါထွက်ပါတယ်ပြီးရင်သူ့ရဲ့ဒီကြီးထိရောက်မှုအချင်းဝက်ကဆိုလို့ရှိရင်ဒါပက်လေပေါ့နော်ကြီးကြားရောက်ပေါက်ကွဲရာရဲ့ဘေး23မီတာလောက်ထိကိုဒါကထိရောက်မှုရှိပြီးတော့မှသူပြစ်ခတ်နိုင်တဲ့ဒီအများဆုံးအကွာအဝေးကတော့2400မီတာလောက်ထိဒါကောင်းကောင်းပြစ်ခတ်နိုင်တာပဲဖြစ်ပါတယ်ဒီထိရောက်မှုကပေါ့နော်အခုဒါဆိုရင်ဒါစစ်တပ်ကဒါဒီနောက်ပွင့် rifle တွေကိုဒါပြစ်ခတ်နေတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးပါဦးခင်ဗျာနောက်ဘက်တွေမှာလည်းအာနာသိန်းမြန်မာစစ်ရှုံးစစ်တပ်ရဲ့ဒီစစ်လက်နက်တွေအကြောင်းကိုကျွန်တော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်